အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဘာထူးလဲ channel ကနေရောထိုင်းရောက်မြန်မာတွေတတိထားပြီးအလုပ်လုပ်ကိုင်ဖို့လိုတဲ့အကြောင်းပြောပြပေးမယ်နော်ဧပြီလ19ရက်နေ့လုံးကထိုင်းနိုင်ငံမှာခွင့်ပြုချက်မရှိဘဲအလုပ်လုပ်ခဲ့ငမှာအထူးထိုင်းရဲတပ်ဖွဲ့ကဖမ်းဆီးတာပို့ခံလိုက်ရပါတယ်ပထမဆုံးအနေနဲ့ပြောပြပေးမှာပါအွန်လိုင်းကနေထိုင်းဘာသာစကားသင်ပေးတဲ့မြန်မာဆရာမတဦးအဖမ်းခံရတဲ့အကြောင်းပါဆရာမကထိုင်းနိုင်ငံစမုတ်စကွန်ခရိုင်မှာအွန်လိုင်းနဲ့တဆင့်ထိုင်းဘာသာစကားသင်ကြားပေးနေတာဖြစ်ပြီးတော့ထိုင်းအာဏာပိုင်တွေက19ရက်နေ့မှာဆီယာမကိုဖမ်းဆီးခဲ့ကြောင်းထိုင်းသတင်းတွေမှာဖော်ပြထားပါတယ်။မြန်မာဆီယာမနေထိုင်ရာနေရာကိုဝင်ရောက်စစ်ဆေးပြီးဖမ်းဆီးခဲ့တာလည်းဖြစ်ပါတယ်။ဆီယာမကထိုင်းဘာသာစကားကို Facebook နဲ့ Zoom တို့ကနေသင်ကြားပေးလာဖြစ်ပြီးတော့တင်တန်းကြီးအနေနဲ့တဦးကိုဘတ်1500ပေးရတာဖြစ်ပါတယ်။ထိုင်းအာဏာပိုင်တွေပါစစ်ဆေးတဲ့အခါမှာဒူမအနေနဲ့နေထိုင်အလုပ်လုပ်ခွင့်အထောက်အထားရှိတော့လဲအခါကြီးငွေနဲ့စာတင်ကြားခွင့်မရှိတဲ့အတွက်အလုပ်လုပ်ခွင့်လက်မှတ်မရှိပဲဒါမှမဟုတ်ခွင့်ပြုချက်မရှိပဲပြင်ပအလုပ်လုပ်ဆောင်မှုနဲ့ဖန်ဆီးခံခဲ့ရတာဖြစ်တယ်လို့သိရပါတယ်။လက်ရှိအချိန်မှာတော့မြန်မာအမျိုးသမီးကိုထိုင်းဥပဒေအရတရားစွဲဆိုပြီးနိုင်ငံအတွင်းဆက်လက်နေထိုင်ခွင့်ကိုရုပ်သိမ်းသွားမှာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်ကတော့ထိုင်းနိုင်ငံချင်းမိုင်မှာရှိတဲ့တရုတ်စားတောက်ဆိုင်ကမြန်မာအလုပ်သမား9ဦးကိုဖမ်းဆီးလိုက်တဲ့အကြောင်းပြောပြပေးပါမယ်။အဆိုပါတရုတ်စားတောက်ဆိုင်မှာမြန်မာလူသမား9ဦးဟာတရားမဝင်အလုပ်လုပ်ကိုင်နေကြတာဖြစ်ပြီးတော့ဧပြီလ18ရက်နေ့ညမှာပဲဖမ်းဆီးခဲ့တာဖြစ်ကြောင်းချင်းမိုင်ခရီးသွားရဲတပ်ဖွဲ့ကထုတ်ပြန်ခဲ့ပါတယ်။အလုပ်သမားတွေကိုဖမ်းဆီးခဲ့ပြီးစားတောက်ဆိုင်ရဲ့တရုတ်နိုင်ငံသားလုပ်ငန်းရှင်တွေကိုလည်းဆက်လက်စုံစမ်းစစ်ဆေးမယ်လို့ပြောပါတယ်။ဆိုင်ကိုစစ်ဆေးကမှာမြန်မာနိုင်ငံသားအလုပ်သမား9ဦးရဲ့အလုပ်လုပ်ခွင့်လိုင်စင်တွေဟာတရားဝင်မဟုတ်ကြောင်းချင်းမိုင်ခရီးသွားရဲတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။နိုင်ငံသားတွေအနေနဲ့အလုပ်လုပ်ခွင့်လက်မှတ်မရှိဘဲအလုပ်လုပ်ကိုင်ပါကဘတ်9000ကနေဘတ်9000အထိကံငွေချမှတ်ခံရနိုင်ပြီးပုံမှန်တရက်တည်းအရာနိုင်ငံပြင်ပကိုနှင်ထုတ်ခံရမှာမျိုးတွေကြုံရနိုင်ပါတယ်။ဒါကြောင့်ထိုင်းရောက်ရွှေမြန်မာတွေအနေနဲ့အလုပ်လုပ်တဲ့အခါမှာတတိထားကြဖို့လိုပါတယ်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်။ channel လေးကို subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့ဘူးနော်။